အားလုံးပဲမင်္ဂလာပါ ဟိုလူပြောအလင်းနဲ့ဆိုတာလားမသိဘူး မင်းတို့တွေမနောလောကထဲမှာပဲနေလိုက်ကြတော့မနောလောကထဲမှာပဲနေလိုက်ကြတော့ ဟဲ့နေအောင်လေဟဲ့အယူနေအောင်လို့ဟဲ့ အော်နေနေတော့ဟာအောင်လည်းဘာမှထူးမှာမဟုတ်ဘူးခြေနေတာကြည့်လောက်ကမှာပဲ မလို့ယူသမီးအိမ်နဲ့ပြန်နေတယ်ဟိုမှာအလင်းနဲ့ဟိုလူပြောအလင်းနဲ့ဆိုတာလားမသိဘူးဆော့သူပြောရဲ့ဟာကြီးလားမသိဘူးကြည့်ချီအေးချက်ကြည့်လိုက်မယ်သူကမီးပဲလင်းညာဘာမှလည်းမပေါ် ACT ပြက်ညာလားမသိအေးဟုတ်မယ်နော် အားလုံးပဲမင်္ဂလာပါတင်တို့ကမနောလောကထဲကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမနောလောကမစ်ရှင်တစ်ခုချင်းစီတိုင်းကိုတင်တို့အောင်မြင်အောင်လှုပ်ဆောင်နိုင်မယ်ဆိုရင်တင်တို့ရဲ့လောကထဲမှာပြန်လဲနှုတ်ထလာနိုင်ပါလိမ့်မယ်ဒီမနောလောကအိမ်မက်တွေကနေပြန်လဲနှုတ်ထခြင်းနေဆိုရင်တော့ကျွန်တော်ပြောတဲ့မစ်ရှင်တွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်မစ်ရှင်တွေကတော့ TikTok quest တွေလုပ်ရမယ် TikTok trend ချင်းတွေနဲ့ကရမယ်နောက်ဆုံးမှာမေးခွန်းချို့မေးပါမယ်မေးခွန်းတစ်ခုမှာရင်မစ်ရှင်တစ်ခါပြန်လုပ်ကြပါမယ်အများနဲ့မားနေရင်တော့ဒီမနောလောကတွေကနေပြီးတော့တင်တို့တွေဘယ်တော့မှရုံထွက်နိုင်မှာမဟုတ်တော့ပါဘူးမကြခင်ချိန်တော်တွေမှာမစ်ရှင်တွေစတင်ပါတော့မယ်နံပါတ်1မေးမယ်မေးခွန်းကတော့ကျွန်တော်ပြောတဲ့အတိုင်းလိုက်ပြောရမှာဖြစ်ပါတယ်1 2 3 1 2 3 4 5 4 5 6ပြီးရင်ဘာလာလဲ 6ပြီးခုနှစ်လာတာပေါ့နော် အဖြေမှားပါတယ်အဖြေမှားပါတယ်ပြန်လဲဖြေဆိုပါ ဘာမှလဲ6ပြီးခုနှစ်လာမှလေခလေးအားစားတည်ရဘာလို့လာညစ်နေ အဖြေမှားပါတယ်ပြန်လဲဖြေဆိုပါကျွန်တော်မေးခွန်းတစ်ခါထပ်မေးပါမယ်မေးခွန်းကကျွန်တော်ပြောတဲ့အတိုင်းလိုက်ပြောရမှာဖြစ်ပါတယ်1 2 3 1 2 3 4 5 4 5 6ပြီးရင်ဘာလာလဲ 6ခုရောက်ပြီးရင်ပါလာလဲ အဖြေမှန်ပါတယ် ဟော သူပြောရလေသူပြောရတဲ့အတိုင်းလိုက်ပြောပါတဲ့ နောက်တဲ့မိကုန်းနှစ်ကတော့